မင်းကအခန်းထဲမှာတယောက်တည်းရှိနေတယ်လို့ထင်နေတာလားလို့မှန်တဲ့ကကျွန်တော်ရဲ့ပုံရိပ်ကမေးလိုက်တဲ့အခါကျွန်တော်တကူလုံးအေးဆက်သွားခဲ့တယ်ကျွန်တော်စပြောင်းလာခဲ့တော့ကတော့အရာအလုံးကပုံမှန်ပါပဲရန်ကုန်မြို့ရဲ့လမ်း30ထဲကတိုက်ခန်းချင်းလင်းဟာတယောက်တည်းသမားစင်းကုံတယောက်တော့လုံလောက်တဲ့နေရာတစ်ခုပေါ့အောင်ကျော်မင်းဒီညလည်းအိမ်မရပြန်ဘူးလားကိုရေရွှင်းကတင်ပေါ်မှာပတ်လက်လန်ကမန်နေဂျာကိုစိုက်ကြည့်နေမိတယ်ည7 နာရီခွဲပြီပန်ကတဝီဝီလေတန်းကလွဲလို့အခန်းထဲမှာဘာတမ်းမှမရှိဘူးတနေ့လုံးကုမ္ပဏီမှာလူတွေရဲ့ဟန်ဆောင်မျက်နှာတွေကိုကြည့်ပြီးစည်ရင်းတွေနဲ့နှပန်းလုံးရတာကြောင့်စိတ်ရောကိုယ်ပါပင်ပန်းနေပြီပဲမျက်လုံးတွေကမိတ်မရပြီဖြစ်နေတယ်အခန်းတောက်မှာထောင်ထားတဲ့ရှေးဟောင်းမှန်အကြီးကတော့အမောင်ထဲမှာထူးထူးခြားခြားမလန့်နေတယ်လို့ပဲအဲ့ဒီမှန်ကကျွန်တော်ဒီတိုက်ခန်းကိုငှားတော့ကနေပါလာတာဘောင်တွေမှာရှုပ်ထွေးတဲ့ပန်းကနုတ်တွေနဲ့မှန်သားကအနှဲငယ်ဝါကျစ်နိုင်နေပေမဲ့ကြည့်လိုက်ရင်ထူးထူးခြားခြားကြည်လင်နေတတ်တယ်ရေစာတာကြောင့်ကျွန်တော်ကတင်းဘောကထလိုက်တယ်မှန်ရှိကနေဖြတ်သွားကျွန်တော်ရဲ့ခြေလမ်းတွေရုတ်တရက်တန့်သွားတယ်ဟင်ကျွန်တော်မှန်တဲ့ကိုကြည့်လိုက်တဲ့အခါမှန်ထဲမှာကျွန်တော်ပုံရိပ်ကရှိနေတယ်ဒါပေမဲ့တခုခုတော့မာနေပြီကျွန်တော်ကအခုလက်ရှိမှာရေခွက်ကိုကင်ပြီးရက်နေပြီပဲမှန်တဲ့ကအောင်ကျော်ကတော့ရေခွက်ကိုမကင်ပဲငြိမ်သက်စွာရက်နေပြီကျွန်တော်ကိုစိုက်ကြည့်နေတယ်အဲ့ဒီပုံရိပ်ရဲ့မျက်လုံးတွေကကျွန်တော်မျက်လုံးတွေထဲပိုးပြီးနှက်မှောင်နေသလိုပဲငါမျက်စိမားလာလားကိုယ့်မျက်လုံးကိုပြန်ပုတ်လိုက်ကြည့်တော့အချိန်မှာတော့မှန်တဲ့ကပုံရိပ်ကမဲပြုံးတစ်ခုပြုံးလိုက်တယ်ပြီးတော့သူ့ရဲ့လက်ဝါးကိုမှန်မျက်နှာပြင်ပေါ်လာကတ်တယ်ချက်မှန်သားကိုလက်သေးနဲ့ချက်တန်ကတိတ်ဆိတ်နေတဲ့အခန်းထဲမှာကြောက်စရာကောင်းလာအောင်ဟိမ့်ထွက်သွားတယ်ကျွန်တော်ကြောက်လန့်တကြားနောက်ကိုဆုတ်လိုက်မိတယ်မင်းကဘာလုပ်လဲကျွန်တော်တဲ့တုံးကြီးနေတဲ့အတန်ကိုကြားတော့မှန်တဲ့ကပုံရိပ်ကခေါင်းကိုစောင်းပြီးရဲတယ်ပြီးတော့မင်းကအခန်းထဲမှာတယောက်တည်းရှိနေတယ်လို့ထင်နေတာလား